မျက်လုံးတွေပါမိတ်ကုန်ပြီ ဟိုင်းမျက်လုံးတွေလည်းမှိတ်ပြန်အကျော်တွေစွမ်းနေပြီမသားရဲ့နိအကျော်စွဲနေအကျော်စွဲနေအားလားခုနင်တောက်ပြီးသွားပြီပေါ့ တောက်ပဲ အဲ့ဆိုဖုံးပြန်သိမ့်မယ်ပတ်စံ၄သိန်း ရ ကျော် သမားတွေကတကယ်တမ်းဆိုလို့ရှိရင်တော့ချစ်ဝတ်ကောင်းတယ်နော်မူးတဲ့ရုပ်ကကြည့် တန်လေးသိန်းကျော်သားပါ လက်ပိုက်တာဟဲ့ဟောငါပြောပြမယ်နင်ကဖုံးဝဲပေးလည်းမရဘူးဒီတိုင်းလည်းမရဘူးဆိုအိမ်မွားဆင်းလိုက်တော့ ကုစုနေတဲ့ဥစ္စာကသူ့အန်တီ ဟုတ်လေ မစင်း ကောနဲ့ကောချာ ဘေးကဥစ္စာအမေဖြစ်မယ် ဆင်းနိုင် မစင်းမတောက် တကယ်မဆင်းနိုင်လား နင်မစင်းနိုင်ငါဆင်းရမှာလားအဲ့ဒါဆိုနေငါရက်ဝက်ပေးခံအဲ့လိုလား ဟုတ်လေတားလေသားပတ်စံသားမန်တာဖုံးဝေလေအန်ဒီလေးလေးအန်လေးပတ်စံနဲ့အန်ဒီအေး နင်ပတ်စံနဲ့ဖုံးဝဲလားနင်ပတ်စံဘယ်လောက်ရနင်ရဲ့စစ်မှုတန်းကြီးလဲဆောင်ရသေးရလေနင်ပတ်စံဘယ်လောက်ရှိလို့ စစ်မှုတန်းကြီးအဲ့လိုဆောင်ရတာလား ပိုက်တာငါမကြိုက်ဘူးနော် အဲ့စုံမှုတန်းကြီးอ่ะဒီအမေ မိုက်မဲကြည့်လိုက်သူအရက်ကိုဘယ်လိုဖြစ်လို့တောက်တာလဲ ဘာလို့တောက်လဲ ကြိုက်လို့တောက်တာဗော ဘာလို့တောက်လဲ ဒီချစ်ချိုလေးနေ တမီးပြောပြမယ်မိုက် तू ကအဲ့သူ့ကိုမျက်လုံးကိုကြည့်လိုက်မပွင့်တော့တွေ့လားအဲ့လိုမျိုးဆိုတမီးကမျက်လုံးမပွင့်ရင် तू တောက်တာကိုသိလာတော့လေနောက်ပိုင်းညာအိမ်ထဲကိုအဲ့လိုပြူးဝင်တာအဲ့တော့ तू ကတောက်လာလို့မေးစရာကိုမလိုပြူးဝင်လာတဲ့အတွက်ကိုတန်းသိတာပဲ ချဲဦးလောက်နာဆော်လေးရှိရက်ခံ တို့တွေတော့လည်းနော်အပြင်မှာမူးတယ်ဘလောက်ပဲမူးကိုအရှိရောက်ပြီဆိုတာနဲ့အကောင်ပဲအပြင်မှာချောလဲလာတယ်ရှုံနေတယ်အရှိရောက် စော်လေးမလို့ပါနင်သူများချေရိုက်ခံဟဲ့အောင်လက်ပိုက်ထားလို့ပြောနေတော့ငါပြောပြမယ်နင်ခုရက်သွားတောက်ခံဒီကိုတပည့်စီးကိုဖျောက်သွားတာလားနင်တော့မဖျောက်ဘူးဆိုငါပြောတာအဲ့တုတ်ကဒီနားမှာငါထောင်ထားတာအခုမရှိတော့ဘူးလေ အမိုင်း တကယ်မူးနေတာ မောင်ငါတခုမကြီးကြီးလက်ပိုက်ထားလို့ပြောနေတယ်နော်ငါပြောတာနင်ငါနဲ့မနေချင်တော့လားဟောမိုင်းသူကံပတောင်သွားလိုက်တယ်နေချင်တယ်ဆိုလို့ရှိရင်ရက်တောက်မယ်ဆိုငါနဲ့မနေနဲ့တော့ဆင်းတော့ မရှုံး လူ ဘူး တွေက ရု ပြော ပ် လို့ က ရှိရင်ငါပဲလူသိုးမကြီးလို့အနိုင်ချင်းလို့ရလို့မိုက်လိုက်ပြောတယ်သမီးအနိုင်ချင်းလို့ရလို့ရိုက်တာတဲ့အမလေးတဲ့ငါဗာလဲငါအိမ်နေငါအာနာငါတမိတ်ဆိုပြီးတော့အနိုင်ကျင့်တာတဲ့သမီးကခုသူတို့စားဖို့လည်းမပူကနေဖို့လည်းမပူကဘယ်မှလည်းလှုပ်သွားမလှုပ်ကဘူးအဲ့ဒါကိုသူတို့ကမိုက်ဖြစ်နေတာစစ်မှုတန်းလိုက်မလား လူငယ်ပဲအမကြီး ဘာလို့တောက်တာငငယ်လေးရှိတယ်ဘာလို့တောက်လဲ လူငယ်မို့လို့တောက်တာဗော ဟိုအဖြစ်နဲ့နိုင်ငံတာဝန်ထမ်းဆောင်လိုက်ပါတော့လားဘယ်ဘက်မှာဖြစ်ဖြစ်ငါလည်းဂုံယူလို့ရအောင် အဲ့ပြောတဲ့ကောင်းလေးပြောတယ်မယ် ကြောင်နေပြီတဲ့မိုက်သူ မျက်လုံးတွေကမိတ်ကုန်ပြီမျက်လုံးတွေပါမိတ်ကုန်ပြီ ဟိုင်းမျက်လုံးတွေလည်းမှိတ်ပြန်အကျော်တွေစွမ်းနေပြီမသားရဲ့နိအကျော်စွဲနေအကျော်စွဲနေအားလား အောက်တယ်ဒီနေ့တော်တော်ဟိုရက်ပြက် ဘယ်လောက်တောက်လား ဟဲ့ငါတော့ဆိုင်ဦး ကိုရဲ့ကြီးတိုက် အာနဘာမူးနေတာ ဆိုင်ဦးငါတော့အိမ်မှာမရှိရတော့ဘာကြောက်လို့ပြောနေတာဒီလိုနေပြောနေတာ မိုင်း ဟိုလေကဦးတင်နာအဲ့ဒါကွာ